စိတ်ပူပန်မှုတွေမဖြစ်အောင်ကျင့်ဆောင်စိတ်ပူပန်မှုတွေပျောက်အောင်ပျောက်ကင်းအောင်ကျင့်ဆောင်မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲခြေခံကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုရကိုချင်းသီလကိုချင်းသီလဆိုတာလူမှာတစ်ဖက်သားနဲ့စကားပြောဖို့အတွက်လှုပ်ဆောင်ဖို့အတွက်အရေးကြီးတဲ့အချက်နှစ်ခုရှိတယ်။ဘာလို့ဆိုနှုတ်ရည်ကိုယ်တဦးနဲ့တဦးပြောပြီဆိုရင်ပြောတယ်လုပ်တယ်ဒီနှစ်ခုဟာဆက်သွယ်မှုနဲ့ပတ်သက်လာစိတ်ထဲဖြစ်တာကိုဒီနေရာမှာမပြောဘူးအဲ့တော့နှုတ်နဲ့ထုတ်ပြောပြီဆိုတဲ့အခါမှာနှုတ်ကိုစီကံထားဖို့လိုအပ်တယ်တမ္မာဝါစာဆိုတာနှုတ်ကိုစီကံထားတာလူတွေကပြောကြတယ်ကစတ်ဆိုတာတဲ့ထမင်းစားဖို့နဲ့စကားပြောဖို့ထားတာမဟုတ်ဘူးလားဆိုဟုတ်တာပေါ့နော်ကစတ်ကဘာလောက်ထားတော့ဆိုထမင်းစားဖို့ရဲ့စကားပြောဖို့ဒီတစ်ခုဟုတ်ပြီထမင်းစားဖို့ဆိုတဲ့အခါမှာစားကြရာတွေရှောက်စားရင်ရောကျမကြီးမထိခိုက်ဘူးလားထိခိုက်တယ်ကစတ်ကလည်းပဲပြောကြရာတွေရှောက်ပြောမယ်ဆိုလို့ရှိရင်မထိခိုက်ပြီဘူးလားထိခိုက်တာဒါကြောင့်မို့စားကြရာတွေစားလို့လည်းမဖြစ်ဘူးပြောကြရာတွေပြောလို့လည်းမဖြစ်ဘူးစိကံထားဒီလိုဆိုအဲ့ဒီနှုတ်ကိုစိကံထားတာကိုပဲတမ္မာဝါစာလို့ခေါ်တာဘယ်လိုစိကံချက်တွေထားတော့ဆိုလိမ့်မပြောဘူးမှန်ကနာကိုပဲပြောတယ်နော်လိမ့်မပြောဘူးမှန်တာကိုပဲပြောတယ်ခုံးမတိုက်ဘူးတူနဲ့တူညင်ညွတ်အောင်ပဲပြောတယ်ဆဲရေးတိုင်းထွာကျမ်းသောစကားကိုမပြောဘူးယဉ်ကျေးတိမ်မွေ့စွာပြောတယ်တရားလက်လွတ်စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားကိုသာပြောမယ်ဟောဒါနှုတ်ရဲ့စိကံချက်တွေအဲ့ဒါဆိုရင်တမ္မာဝါစာအခြေခံကောင်းပါသမ္မာကမ္မန္တဆိုတာလည်းပဲကိုယ်ဒီလက်ရောက်လုပ်တဲ့အခါနော်သူများအသက်ကိုယ့်ရဲ့လုပ်ရကြောက်တစ်ဖက်သားအသက်ဆုံးရှုံးသွားတာမျိုးမဖြစ်စေရတစ်ဖက်သားပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတာမျိုးမဖြစ်စေရတစ်ဖက်သားစိတ်ထိခိုက်သွားအောင်မလုပ်အောင်ဟောသုံးခုပဲအာနာတိပါဒအာရိဏဒါနကာမေတုမိစ္ဆာစာဟောတရားရှောင်လိုက်လို့ရှိရင်တမ္မာကမ္မန္တဖြစ်အဲ့ဒီပြောခဲ့တဲ့ဒီဝစီဒုစရိုက်၄မျိုးကာယဒုစရိုက်၃မျိုးပေါင်းလိုက်တော့9ခုအဲ့ဒီ9ခုနဲ့အသက်မွေးဝမ်းကြောင်းမလုပ်ဘူးဆိုလို့ရှိရင်တမ္မာအာစီဝါဒါလို့ဆိုလို့နော်အဲ့ဒါဟာမဂ္ဂင်၈ပါးဖြစ်တဲမှာအခြေခံ၃ခုရပါဒါစတင်လုပ်တဲ့အခါနံပါတ်1သီလဝိတ္တုတိနှုတ်ကိုစီကံထားတယ်ကိုယ်ကိုစီကံထားတယ်နှုတ်စီကံကိုယ်စီကံတိုင်းနေ့စဉ်အသက်မွေးမှုအတွက်ဆောင်ရွက်တယ်ဟောဒါဆိုလို့ရှိရင်သီလဝိတ္တုတိတမ္မာအားဖြင့်လုံခြုံသွားပြီဉာဏ်တန်ခါတွေကြတော့ဘုန်းကြီးတွေဉာဏ်တွေကြတော့ကြီးတဲ့ပို့သွားလူ့ကြောင့်နေအနေနဲ့ကဒီလောက်ဆိုလုံလောက်သွားလုံလောက်သွားဒါကိုချင်းသီလပုံခြေခံလိုက်ဘယ်ရာပဲလှုပ်ကိုယ့်ရဲ့အခြေခံဆိုတာရှိရတခုခုပေါ်မှာယက်တိပြီးတော့မှလုပ်လို့ရသီလအားလုံးအတွက်အခြေခံတစ်ခုပဲပေါ့မဂ္ဂင်၈ပါးကိုကျင့်မယ်ဆိုလို့ရှိရင်သီလအခြေခံဖြစ်တဲ့သီလကိုအရင်စောင့်ထည့်ချအဲကြောင့်မို့စိတ်ရဲ့ပူပန်မှုတွေကိုတကယ်ပြောက်အောင်လုပ်တော့မယ်ဆိုလို့ရှိရင်ကိုချင်းသီလကစဒါတကယ်ပြောက်အောင်လုပ်တက္ကနာအတွင်တတ်တာအောင်လုပ်တဲ့နည်းတွေခုခေတ်ပြောတာလို့ဆေးမီးတို့ပေါ့နော်ဆေးမီးတို့နဲ့ကုချင်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားကိုနှလုံးသွင်းရုံအမှန်နှလုံးသွင်းဆင်ခြင်ရုံနဲ့တော့တည်ငါအေးချမ်းသွားနိုင်မြတ်စွာဘုရားတရားတော်ဟာစနစ်တကျအခုတွေးအခုပြောက်ဆိုပါစို့တောကဖြစ်နေတယ်တစုံတစ်ခုဆုံးရှုံးသွားလို့တောကဖြစ်တယ်ဆွေတဲ့မျိုးတွေကနော်မိမိတို့ခင်မင်ရတဲ့ပုဂ္ဂိုလ်တူဒုက္ခရောက်လို့ဆုံးမသွားလို့တောကရောက်ရတယ်ဆိုတဲ့အခါမှန်ကန်တွေးလိုက်လေဆုံးရှုံးရလေခြင်းလို့စဉ်းစားနေမယ်ဆိုရင်တောကပိုးလာ
အရာခတ်သိမ်းဟာတက်ရှိတက်မဲ့ဘယ်အရာမှမမြဲဘူးအလုံးဟာဒီနေ့ကိုသိဆုံးကြရတာပဲဘဝဆိုတာကံပေးသမျှနေရတာဒုက္ခနဲ့သူပဲလို့တွေးကြည့်လိုက်ပါအခုတွေးအခုတက်တာပါအဲ့ဒါလို့မတွေးလို့ရှိရင်မတက်တာဒါစိတ်ပူပန်မှုကိုချွတ်ချတဲ့နေ့တစ်ခုကိုယ်မှာတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုပျောက်သွားတယ်ဖြစ်ရလေခြင်းလို့စိတ်ထဲမှာယူကျုံမရဖြစ်နေလို့ရှင်တောကနေတာစိတ်ပူပန်မှုတွေများလာအဲ့ဒါလို့မတွေးပဲနဲ့ဘဝဆိုတာဒီပစ္စည်းကိုငါပိုင်နေဆိုတာတခဏပစ္စည်းသင်္ခါရလူသင်္ခါရငါကရင်လည်းပစ္စည်းဆွန့်လိုက်ရတာပဲပစ္စည်းကတော့လည်းငါ့ကိုဆွန့်သွားတာပဲဘယ်အရာမှမမြဲဘူးလို့မြတ်စွာဘုရားဟောထားတာပဲမမြဲတဲ့နောက်မှာတောကဖြစ်နေလို့အပူပဲလို့စဉ်းစားလိုက်တာနဲ့ပူပန်မှုကပျောက်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီနည်းကိုဟောတာဘုရားသုံးတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်ယံကိစီဘူတံသင်္ခတံဘာလောကဓမ္မတံဝတ္တမာပတ္လုဇိတိနေတံဌာနံဝိသတိမြတ်စွာဘုရားဟောတယ်အကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားတဲ့အရာတစ်ခုမပြတ်ရအောင်မပြောက်ရအောင်ဘယ်သူတတ်နိုင်ပါလဲတဲ့ဘယ်သူကမတတ်နိုင်